အားလုံးပဲမင်္ဂလာပါရှင် MUA မှာရေသနာနင်း page ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီဗီဒီယိုလေးကတော့စတုံးလေးချင်းနဲ့အယုတ်ခေါင်းလေးကိုဘယ်လိုသက်ရှင်လုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြပေးခြင်းလို့ပါဘက်တာတွေကတော့ရှင်းပြီးကျွန်းတစ်ချောင်းဖြောက်ဆက်ညက်ကလစ်နှစ်ချောင်းပဲဖြစ်ပါတယ်ကျမတို့က client တွေကိုစန္ဒာတွေကိုထုံးဖွဲ့စတုံးတွေကိုထုံးဖွဲ့ပြင်ဆင်ပေးရတဲ့အခါမှာတက်ရက်လာပအောင်ထုံးဖွဲ့ပေးနိုင်မှုအတွက်ဆိုရင်အယုတ်ခေါင်းလေးနဲ့လေ့ကျင့်ရပါတယ်အဲ့လိုလေ့ကျင့်တဲ့အခါမှာ spray တွေဖြန့်ကလစ်တွေထိုးပြီးတော့ထုံးဖွဲ့ရတာဖြစ်တဲ့အတွက်ကြောင့်အချိန်တစ်ခုပေးပြီးတော့ပြန်လဲတက်ရှင်လုပ်ပေးရပါမယ်တက်ရှင်လုပ်တဲ့ဆိုတဲ့နေရာမှာပထမဆုံးအဆင့်အနေနဲ့ရှမ်ပူသုံးမယ်ပေါင်းစည်းတွေသုံးပြီးတော့ရှော့ပေးရပါမယ်ရှော့ပြီးတဲ့အခါမှာလေအခုပြထားတဲ့ပုံတွေကလို့ရှုပ်ထွေးနေတာမျိုးကြုံမှုကြလားအဲ့လိုကြုံရင်ရောဘယ်လိုဖြေရှင်းကြလဲကျမကတော့ဒီနီလန်လေးအတိုင်းဖြေရှင်းဖြစ်ပါတယ်အရင်ဆုံးရှင်းတဲ့ခါကျရင်စပင်ကိုရှင်းပြီးလေးနဲ့စန္ဒာရဲ့အဖျားကနေတလွာချင်းစီ up and down ပုံစံ direction အတိုင်းရှင်းပေးရပါမယ်အဲ့ဒီနီလန်လေးကclient ရဲ့စန္ဒာမှာစန္ဒာကိုရှင်းပေးတဲ့အခါမှာလည်းဒီ up and down ပုံစံအတိုင်းရှင်းပေးမယ်ဆိုရင်စန္ဒာကျွတ်ခြင်းclient စပင်စန္ဒာနာခြင်းလုံးဝမရှိပါဘူးเนาะအဲ့ဒီနီလေးကိုသုံးပြီးတော့ရှင်းလို့ရပါတယ်ရှင်ရှင်းလို့ပြီးသွားပြီဆိုပေမဲ့အယုတ်စန္ဒာကဖွာပြီးကျန်းနေတာမျိုးဖြစ်တတ်ပါတယ်အဲ့လိုမျိုးဖြစ်တဲ့အခါမှာစန္ဒာကိုခဏကပြောတဲ့ညက်ကလေးလေးနှစ်ချောင်းနဲ့တလွာချင်းစီကိုယူပြီးတော့ဖြောက်ဆက်လေးနဲ့ဆွဲပေးရပါမယ်ဖြောက်ဆက်နဲ့တလွာချင်းစီရှင်းပြီးတဲ့အခါမှာစန္ဒာလေးကပျော့ပြောင်းပြီးတော့စန္ဒာအစ်စ်နဲ့အနီးဆက်ဆုံးတူသွားမှာဖြစ်ပါတယ်ရှင်ဒီချင်းတွေရောက်သွားပြီဆိုရင်တော့ကိုလိုချင်တဲ့စတုံးဒီဇိုင်းကိုဆက်ပြီးတော့လေ့ကျင့်လို့ရပါပြီရှင်အယုတ်ခေါင်းလေးကိုဘလို့တန့်ရှင်ရေးလုပ်ပြီးတော့နူးညံ့ပျော့ပြောင်းအောင်လုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်မတည်တဲ့လောက်ကို knowledge sharing လုပ်ပေးခြင်းဖြစ်ပါတယ်ရှင် sharing is caring ပါရှင်တခြားနည်းလမ်းလေးတွေရှိမယ်ဆိုရင်လည်းဆွေးနွေးပေးသွားကြပါအောင်เนาะကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်เนาะ